ငါတို့ကလေးတယောက်လောက်ယူရအောင်လေဟာငါတို့ဘသူကပေးမှမို့လို့တော့ဒီလိုအတူတူသွားပြီးတော့လေကလေးတယောက်လောက်ယူရအောင်လို့ဟာငါတို့နှစ်ယောက်သွားတောင်းတော့လေဘသူကပေးမှာတော့ယောက်ျားကလည်းဒီလိုလေငါတို့နှစ်ယောက်ဒီလိုမျိုးလေးနဲ့ယူရငါတို့ရှ िख ိုးပြီးတောင်းတော့ဘသူကပေးမှမို့လို့တော့ကောင်းပြီလေတော့ကောင်းနဲ့ကလေးမွေးလည်းမတူပဲထွက်လာဟယ်လိုတဲ့ကိုပတ်စံ9000လောက်ချိပါအောင်တဲ့အရင်တွေးပဲပြန်မဆက်သေးဘူးတဲ့ရလဲကိုတမင်မဆက်ဖဲထားတာပါတဲ့ရလဲဘာလို့မဆက်တာလဲကိုဘွားစတိုင်းလေးတဲ့ရနောက်မှာအလုပ်ကျွေးခွင့်ခြင်းလို့မဆက်ဖဲထားတာပါတဲ့ရလဲကွာဟုတ်ပါနော်你肉的顶出来没哎呦我的妈မိဘကျေးဇူးလာမပြောနဲ့ခုချိန်ကြီးရောက်ခမစီကတပြားတစ်ချက်မှမစားဘူးเนาะဘာပြန်ပြောစမ်းရှင်ကကျမမိဘပေးတဲ့တပြားတစ်ချက်မှမစားဘူးဆိုတော့ရှင်နေတိုင်းစားနေတာဘသူဟာလဲနင်ဘာလေးဒီလောက်တော့ငိုနေတာတော့ငါကသွေးစစ်ဖို့လာတာသွေးစစ်ရင်ဆရာကငါလက်ညိုးကိုဖြတ်ပြီးသွေးယူมาတဲ့ဟဲ့အဲ့ဒါကြောင့်ငေးနေတာနင်ကိုဘာသူပြောတာတော့တမ ्या တွေပြောတာကြားဦးတာပဲနင်ကဘာလို့ငိုရတာလဲငါစီးစစ်ဖို့လာတာဘယ်သွားနေရတော့နေတွေလောက်ပူနေတာကိုဖိတ်နိုင်သွားတာလေဘာဖြစ်လို့အပြင်းမှာခရမ်းရောင်လုံးကြီးရဲ့လွင့်နေတယ်ဟာခင်းလွန်ရောင်ကြီးပါဟာ哎呦我的妈